ဝမ်ယူဟာအုံးစိမ်းရည်တစ်ခွက်ကိုကင်ထားပြီးသူမရှိတဲ့ iPad ကနေတဆင့်သူမအိမ်ကနေဓာတ်ရိုက်လွှင့်ပေးနေတဲ့ 4K လုံခြုံရေးကင်မရာမြင်ကွင်းတွေကိုစောင့်ကြည့်နေပါတယ်။မြင်ကွင်းထဲမှာတော့ဝမ်ယူရဲ့ရည်စားဟောင်းလင်းဟောင်ဟာသူ့ရဲ့အမဖြစ်သူလင်းရီရီနဲ့တူလေးနှစ်ယောက်ကိုခေါ်ဆောင်ပြီးဝမ်ယူရဲ့အိမ်ရှိကိုလူစုလူဝေးနဲ့ရောက်ရှိလာကြပါတယ်။လင်းဟောင်ရဲ့အမဖြစ်သူလင်းရီရီဟာဝမ်ယူရဲ့ခန်းသားထဲဝါလာတဲ့ဆိုင်အင်ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့မျက်လုံးတွေဟာအယောင်တောက်သွားပြီးဟောင်လေးဒါနင်းရီစားရဲ့ဆိုင်လားတကယ်ကိုခန်းသားတာပဲလို့တအံ့တော်ပြောလိုက်ပါတယ်။လင်းဟောင်ကလည်းဂုံယူဝင်းကြွားစွာနဲ့ဒါပေါ့အမရဲ့ဒီအိမ်ကိုပြင်ဆင်စေးတင်ရွမ်ခု2 တန်းလောက်ကုန်တာလို့ပြန်ကြွလိုက်ပါတယ်။အိမ်ရဲ့စကဝက်ကိုဝမ်ယူကပြောင်းလဲထားတာကြောင့်လင်းဟောင်ဟာအိမ်ထဲကိုဒီအတိုင်းဝင်လို့မရပါဘူး။ဒါပေမဲ့သူဟာကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တာကြောင့်တော့ပြင်စရာတယောက်ကိုခေါ်ဆောင်လာခဲ့ပါတယ်။တော့ပြင်စရာဟာအိမ်တကားဝမှာကတ်ထားတဲ့အထဲတွင်အန္တရာယ်ရှိသောအိမ်မွေးတိရစ္ဆာန်များရှိပါသည်ခွင့်ပြုချက်မရှိဘဲဝင်ရောက်သူများသည်နောက်ဆက်တွဲဆိုးကျိုးများကိုမိမိဘာသာတာဝန်ယူရမည်ဆိုတဲ့အနည်းအောင်နောက်ခံတဲ့တတိပေးဆိုင်ဘုတ်ကိုမြင်သွားပါတယ်။အဲ့ဒီခါမှာတော့လင်းဟောင်ကစိတ်မရှိစွာနဲ့သူမတမင်တကာကော်ပြင်းစားနဲ့ကတ်ထားတဲ့တတိပေးဆိုင်ဘုတ်ကိုအတင်းအဓမ္မခွာချလိုက်ပါတယ်။ပြီးတော့အဲ့ဒီဆိုင်ဘုတ်ကိုမြေကြီးပေါ်ပစ်ချပြီးဒေါသကကြီးနဲ့ခြေထောက်နဲ့အကြိမ်ကြိမ်နင်းချလိုက်ပါသေးတယ်။ဝမ်ယူကတော့ဒါကို iPad ထဲကနေကြည့်နေပြီးကောင်းပြီလေလင်းဟောင်ဆိုင်ဘုတ်ကိုဖျက်ဆီးတာရဲ့အိမ်ထဲကိုကျူးကျော်ဝင်ရောက်တာရဲ့ဒီဗီဒီယိုတစ်ခုတည်းနဲ့တင်နင့်ကိုတရားရုံးမှာဘာမှထွက်ဆိုလို့မရအောင်ငါလုပ်လို့ရပြီလို့တွေးပြီးဗီဒီယိုကိုမှတ်တမ်းတင်သိမ်းဆည်းလိုက်ပါတယ်။တကားပွင့်သွားတဲ့အခါမှာတော့လင်းဟောင်ရဲ့မိသားစုဟာအိမ်ထဲကိုပြေးဝင်သွားကြပါတယ်။အမဖြစ်သူလင်းရီဟာအိမ်ထဲကိုဝင်တဲ့အခါမှာသူမရဲ့နှင်းတွေရှုပ်တွေပေးကျန်နေတဲ့ဖက်နှက်ကိုတောင်မချွတ်ဘဲဝမ်ယူတူရကီနိုင်ငံကနေအထူးမှယူထားတဲ့လက်လုပ်ကော်စောအဖြူကြီးပေါ်ကိုနှိမ့်လျှောက်သွားပါတယ်။ကလေးနှစ်ယောက်ကလည်းဆိုဖာတွေပေါ်မှာခုံပေါက်ကစားကြပါတယ်။အဲ့ဒီအချိန်မှာပဲတူအငယ်လေးဟာအလှပြစင်ပေါ်မှာရှိတဲ့တမိုးကြီးပုံစံတူပန်းအိုးကြီးကိုဆွဲယူလိုက်ရကနေမြေကြီးပေါ်ပြုတ်ကျပြီးအစိတ်မွာကွဲအပ်သွားပါတော့တယ်။လင်းရီကတော့ဂယုမဆိုင်တဲ့ပုံစံနဲ့ကွဲတော့လဲကွဲပါစေပေါ့သူကဒီလောက်ချမ်းသာတာပဲဒီပန်းအိုးစုပ်တစ်လုံးလောက်ကိုနှမျောနေမှာမဟုတ်ပါဘူးပြီးတော့နောက်ဆိုရင်ဒီအိမ်ကြီးကနင့်အိမ်ဖြစ်လာမှာပဲဟာငါတို့ကကိုယ့်အိမ်သားချင်းချင်းပဲလို့ပြောပြီးလင်းဟောင်ကိုပါမြောက်ပင့်ပေးလိုက်ပါတယ်။ဗိုက်စာလာတဲ့အခါမှာတော့လင်းရီကလင်းဟောင်ကိုရေခဲတက်တာထဲမှာစားစရာပါရှိလဲတွားကြည့်ခိုင်းပါတယ်။လင်းဟောင်ရေခဲတက်တာတကားကိုဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာအပြည့်ရှိနေတဲ့အသားတွေပင်လယ်စာတွေကိုမြင်ပြီးပါဇက်အဟောင်းသားဖြစ်သွားပါတယ်။အိတ်တွေပေါ်မှာပြင်သစ်စာတွေအင်္ဂလိပ်စာတွေရေးထားတာကိုမြင်တော့အမရေဒါတွေကအကုန်လုံးနိုင်ငံခြားကတင်သွင်းတဲ့ပစ္စည်းတွေပဲငါတို့တော့ဒီနေ့ချမ်းသာပြီလို့အော်ဟစ်ပြီးဝမ်းသာနေကြပါတယ်။သူတို့ဟာအသားတွေစီကနေထူးဆန်းတဲ့အနံ့တစ်မျိုးရနေပေမဲ့ဝမ်ယူဖြန်းထားတဲ့ဓာတုအမွှေးရည်နှံကြောင့်ဒါဟာအဆင့်မြင့်တဲ့အမွှေးနှံလို့ပဲထင်နေကြပါတယ်။လင်းရီဟာအဲ့ဒီအသားပုတ်တွေကိုယူပြီးချက်ပြုတ်ပါတော့တယ်။သူမဟာချက်ပြုတ်နည်းကိုလည်းနားမလည်တာကြောင့်အသားတွေကိုတဝက်တစ်ပြက်ပဲကြော်လိုက်ပါတယ်။ပြီးတော့လင်းရီဟာဝမ်ယူပြင်ဆင်ထားတဲ့တက်တန်းကုန်နေတဲ့စီတွေကိုလည်းအသုံးပြုခဲ့ပါတယ်။လင်းဟောင်ကလည်းဝမ်ယူစက်မှုသုံးအရက်တွေနဲ့ရောထားတဲ့ဝိုင်ပလင်းကိုဖွင့်ပြီးဖန်ခွက်ထဲအပြည့်ထည့်လိုက်ပါတယ်။သူဟာဝိုင်ကိုအားရပါရတောက်လိုက်ပြီးတကယ်ကိုပြင်းတဲ့ဝိုင်ပဲရွံတောင်းချီတန်တဲ့ဝိုင်ဆိုတော့လေမတူဘူးပေါ့ဒါပေမဲ့နည်းနည်းတော့ခေါင်းမူးတယ်လို့ပဲလို့ပြောပါတယ်။သမင်းဝိုင်းမှာတော့သူတို့မိသားစုဟာအသားပုတ်တွေနဲ့လှုပ်ထားတဲ့ဟင်းတွေကိုအငမ်းမရစားတောက်နေကြပါတယ်။ကလေးဖြစ်သူဒါကျွမ်းကမေမေဒီအသားကအရန်ချင်ပြီးခါတယ်လို့ပြောတော့လင်းရီကနင်ကစားရတာနားမလဲလို့ပါဒါကအဆင်မြင့်တဲ့အသားမို့လို့လေပိုချင်လေးပိုစေးကြီးလေးပဲဆိုပြီးအတင်းအဓမ္မကြွေးပါတော့တယ်။စားတောက်ပြီးတဲ့နောက်လင်းဟောင်ကောင်းတွေအရန်မူလာတဲ့အခါမှာလင်းရီကသူ့ကိုဆိုဖာပေါ်မှာထိုင်ခိုင်းပြီးဟောင်လေးအမပြောတာနားထောင်ဒီအိမ်ကြီးမှာငါတို့ရဲ့နည်းနည်းပဲနေလို့မဖြစ်ဘူးဒီအိမ်ကြီးကိုနင့်နာမည်ပေါက်ဖြစ်သွားအောင်တနည်းနည်းနဲ့ကြံစီရမယ်လို့ရုံမာတဲ့အကြံတွေကိုပေးနေပါတော့တယ်။ဝမ်ယူကတော့ဒါကိုပင်လယ်ကမ်းခြေကနေလှမ်းကြည့်ပြီးကောင်းပြီလေနင်တို့တွေငါပြင်ဆင်ထားတဲ့အစားအစာတွေကိုအကုန်စားသွားပြီဆိုတော့မကြခင်မှာဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပေါ့လို့တွေးပြီးအေးဆက်ဆက်ပြုံးလိုက်ပါတော့တယ်။